ငါတို့ပြောရင်တစ်ချက်ငါတို့ရေးရင်ကြပြငါတို့ဟာမင်းသားရောက်ဆောင်ထားတဲ့မင်းသားတွေထုံးစံအတိုင်းနေတို့ကိုအိမ်ဆောင်နှကနေထုတ်ထားတာလားနဲ့စရင်ဘယ်သူစီးပွားရေးကိုဒုံးနဲ့ထူးချနေလို့လဲအမေရဲ့ဆုံးအိမ်မှာဆိုရင်အိမ်နေမြဟိုရရဒီရရလမ်းပေါ်ဆိုရင်လမ်းထွက်နေအောင်လမ်းကြပါလူငယ်ဆိုသူများကဝမ်းဒီဆိုရင်ငါတို့ကကြဆင်းလိုက်ရဇွဲကုန်ပေါ်စိတ်ထက်ထင်ရရှောက်ရေးနေရတာအတန်တိတ်ကြည်တာအစကတည်းကရေမဲ့တဲ့စိတ်ကအခုမှပို့လှုပ်လာတယ်လို့ပုံစံနဲ့ secret တလေးစီကောက်ယူနေကြည့်ကြညနေချင်းဆိုင်စတိုးကကြာကြီးကျွမ်းတဲ့ကောင်မလေးကိုလက်ဖက်ရည်ဆိုင်တစ်ထိုင်စာတော့ငေးမိညားမိတော့တာငါတို့ကြပြလေးထဲမှာတော့ငါတို့ဟာဇက်လိုက်ကွဲပြီဆိုငါတို့ကောင်းငါတို့ရှင်ဘက်ထက်တက်ဆိုတာရှိပဲအစိမ့်ချုပ်ချုပ်လိုက်ရမှာဒဏ်ရာကနေသာထိုင်သာရှိတယ်လို့လုံးလက်ထဲကဓာတ်မှာဘာမှမရှိဓာတ်ကင်ထားတဲ့လက်ဟာတတ်ဖို့နဲ့သေဖို့ပဲခုရှိနေတဲ့စပင်ချက်ချင်းတူလို့တို့အခုတူနေတဲ့စပင်လက်ငင်းကရုံးဖြစ်လို့ဖြစ်ငကတ်နဲ့ဖက်နဲ့စမတ်ကြကြပျော်ပျော်နေတော့သေရမှာမေ့ငါတို့လူဆိုရင်ဘွဲရဒီမှာတော့စိုက်ကားလေးမှာပေါ့တက်ညီလက်ညီသူများတဲ့နောက်မကြောက်ဟောရှိမိကြကုံချမ်းစားခြင်းကုံကြောရဲ့အည်သွေးကိုကြည့်အမျက်များများလိုခြင်းရင်အရင်ဒီကြီးမားရတာတော့မပြောလဲသိပါပေါ့အပွင့်မြေအပေသည့်အတွင်းသည့်ဆင်းသည့်ချင်းသည့်လူငယ်လေးတွေပါကဲတင်ရှင်ဤစတိုင်ဖမ်းပြီးဘွားရပညာတတ်တစ်ယောက်ကိုအိမ်သာဝက်ဆင်းခိုင်းတာတော့ဘယ်ကောင်းမလဲမာနကမိုးထုံနေတဲ့ကောင်းတွေအငတ်သာခံမယ်ကောင်းတော့မငုံနိုင်ဘူးဆင်းရဲတဲ့အခါလမ်းဘေးဆိုင်ဘုတ်တွေရှောက်ဖြတ်တယ်ဆင်းရဲတဲ့အခါတွေ့ရကြောက်ခဲရှမ်းသူလိုခံကြောက်ပြစ်တယ်ဆင်းရဲတဲ့အခါဟောင်းနေတဲ့ခွေးကိုပြေးကိုက်လိုက်စလွန်ခဲ့တဲ့ ground ပန်းလေးတွေနဲ့အတူပွင့်ခဲ့မှုတဲ့ငြိမ်းချမ်းမှုတွေစိတ်သုံးချစ်တယ်လို့အကြောင်းမပြန်ရင်ယူရှာပြီးဆိုတဲ့တဲ့သူ့စီတနည်းနည်းနဲ့ရအောင်ပို့ငါတို့အောဆိုနေတဲ့အသေးခွင့်ချင်းကိုဘယ်သူတွေနဲ့ရအောင်ရေမောမလဲရေးနေရတာကရေးနေတယ်ဆိုတော့ဖတ်ရတာလည်းဖတ်ဖတ်ကိုဟောနေတော့ကိုရှာဟောဖို့2013